ချက်ချင်းဆိုသလိုပဲမျက်နှာချင်းဆိုင်မှာကာမီများရုတ်တရက်ပွင့်လာပြီးအမျိုးသား၏ဇနီးသည်သူတို့ရှေ့တွင်ပေါ်လာခဲ့ပါတယ်။ထိုနှစ်ယောက်သည်ကားပေါ်မှချက်ချင်းဆင်းကအမျိုးသမီးကိုတောင်းပန်ခဲ့ကြသည်အမျိုးသမီးဒေါသထွက်နေသည်ကိုမြင်သောအခါတငယ်ချင်းဖြစ်သူသည်မြန်မြန်လှည့်၍ထွက်ပြေးသွားခဲ့သည်ထိုအခါမှအမျိုးသားသည်ဇနီးဖြစ်သူ၏လက်ထဲတွင်ရှိသောတနက်မှာကစားစရာတနက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။သို့သောဇနီးဖြစ်သူ၏ခက်ထန်သောမျက်နှာပေးကိုမြင်လိုက်ရသောအခါသူသည်ချက်ချင်းဒူးထောက်ကစူးစမ်းတင်ယူပါမည်နောက်တစ်ကြိမ်လိမ်လည်တော့မည်မဟုတ်ပါဟုအတနာခံတောင်းပန်ခဲ့ပါတယ်။ထိုနေ့မှစ၍အမျိုးသားသည်ဗဟုသုတအသစ်များကိုနေ့စဉ်နှင့်အများအပြားတင်ယူခဲ့ရပါတယ်။အစီခံများကလည်းသူ၏တင်ယူမှုတိုးတက်မှုကိုအမျိုးသမီးထံအချိန်မရွေးအစီရင်ခံခဲ့ကြပါတယ်။သို့တော်လည်းအစီခံများထွက်သွားသည်နှင့်တပြိုင်နက်အမျိုးသားသည်သူ၏ဟန်ဆောင်မှုကိုချက်ချင်းဆွတ်လွတ်လိုက်ပါတယ်။သူသည်အမြဲတမ်းစာချက်ချင်အောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။အတော်အတွင်းမိထွေးဖြစ်သူသည်သူမ၏ခင်မွန်းကထိုအမျိုးသား၏တိုးတက်မှုကိုချီးမွမ်းသည်ကိုကြားသိရသောအခါအမျိုးသမီး၏အချစ်တော်သို့မဟုတ်ပူပန်းသူထံချက်ချင်းဖုန်းဆက်ကထိုအမျိုးသမီးသည်အမျိုးသားနှင့်အတင်းကျပ်လက်ထပ်ခိုင်းခြင်းခံခဲ့ရကြောင်းပြောပြခဲ့ပါတယ်။သူမသည်အိမ်တော်ရေးတွင်ပျော်ရွှင်မှုမရှိကြောင်းမူသားစကားပြောဆိုခဲ့ပြီးအမျိုးသမီးအားလိုက်လံပိုးပန်းရန်မြောက်ပေးခဲ့ပါတယ်။ဒါကိုကြားပြီးတဲ့နောက်ထိုပိုးပန်းသူဟာအမျိုးသမီးကိုချီရေးဆိုဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်။အမျိုးသမီးဟာပန်းရောင်နှင်းစီပန်းတွေကိုကြိုက်နှစ်သက်မှန်သူသိထားတာကြောင့်ပန်းရောင်နှင်းစီပန်းစီကြီးကိုကင်ဆောင်ကသူမကိုချီရေးဆိုဖို့ပြင်ဆင်ခဲ့ပါတယ်။သို့တော်လည်းအမျိုးသမီးဟာသူမရဲ့ခင်မွန်းနဲ့အတူရောက်လာလိမ့်မယ်လို့သူဘယ်တော့မှထင်မထားခဲ့ပါဘူး။သူဟာလူမားပြီးဒူးထောက်လိုက်မိမှန်ရိပ်မိသွားတဲ့အခါပိုးပန်းသူဟာချက်ချင်းပြန်မတ်တက်ရက်လိုက်ပါတယ်။အမျိုးသားကထိုပိုးပန်းသူ၏နှင်းစီပန်းများကိုရိုးလွန်းလာသည်ဟုတယောလောင်ပြောင်ခဲ့ပါတယ်။ထို့နောက်သူကအမျိုးသမီးအားပေးခဲ့မှုသည့်ပန်းများကိုစတင်ကြွားဝါပါတော့သည်ထိုပန်းစီအမျိုးအစားတိုင်းကိုအမေရိကန်ဒေါ်လာစက္ကူများနှင့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။